Honor Magic 8 Pro ရဲ့ကင်မရာကိုစမ်းပြမှာပါဒီမှာတွေ့တဲ့အတိုင်းပဲဟိုသားတို့ရဲ့ MK2 ဆက်ကဘောလုံး training ဒီကနေဆိုလို့ရှိရင်မြင်ဖို့အတွက်တော်တော်ခဲရင်းတဲ့နေရာပေါ့နော်မြင်တော့မြင်ရပါတဲ့တူတူလေးပေါ့ okay အောင်ကျွန်တော်အခုစပြီးကျွန်တော် zoom စဆွဲမယ်နော်ဘယ်လောက်ဒီဆွဲလို့ရမလဲကြည့်အောင်ဒါဗီဒီယိုဖြစ်တဲ့အတွက်တော့ကင်မရာမှာဆိုလို့ရှိရင်ပိုပြီး zoom ဆွဲလို့ရတယ်ဗီဒီယိုဖြစ်တဲ့အတွက်တော့အဲ့လောက်ကြီးတော့မရဘူးပေါ့နော်အဲ့တော့ဘယ်လောက်ထိဆွဲလို့ရမလဲဆိုတာကျွန်တော်တို့ကြည့်လိုက်ကြအောင်ဟိုးမှာမင်းဖုန်းရံတို့ training လုပ်နေစမ်း okay အဲ့မှာမင်းဖုန်းရံပမာလဲဟိုပါအခုဒါကျွန်တော်ဆွဲထားတာနောက်ဆုံး15စာပေါ့ 15x ဒါနောက်ဆုံးပဲကျွန်တော်ဆွဲလို့ရပါတယ်ဟိုဘုံသွားလားဝါသွားလားဆိုတော့သူကြားထဲမှာဟွာတွေရှိလို့လားမသိဘူးဗျစကားကွက်တွေလေဘောလုံးမထွက်အောင်လို့တော့ဒါထားစကားကွက်တွေရှိလို့နေတူနည်းနည်းလေးတော့ဖြစ်သွားတယ်မရှိရင်တော့ဘူးပြီးကြည်နိုင်မှာလို့ထင်တာပဲညီမလိုလို့ဆိုမှမင်းဖုန်းရမှာဘောလုံးဖြစ်နေရမင်းဖုန်းရအဲ့တော့သူ့ရဲ့ zoom ဒီဘယ်လောက်ဆွဲလို့ရတယ်ဘယ်လောက်ကောင်းလဲဆိုတာကတော့ဒီဟာပါပဲအဲအကြောင်းမို့လဲဒီဖုန်းကတုံတန်ရုံကင်မရာကြီးနဲ့သူတို့ရှင်လို့ရတယ်ဆိုတာမျက်နှာအသေးစိတ်မြင်ရလားဆိုတော့အဲ့မှာပဲကြည့်ဗျအသေးစိတ်မြင်ရလားမမြင်ရလားဟောမရှိရင်တော့ပူပြီးတော့ကောင်းတော့မထင်တာပဲစကားကွက်မရှိရင်တော့ပူပြီးကောင်းတော့မထင်တာပဲစကားကွက်နဲ့ကြတဲ့ခါကျတော့နည်းနည်းတော့ကြည့်ရတာဖြစ်သွားဘာပဲပြောဒီတော့ရတာမစိုးဘူးလေဟုတ်တယ်မလား original ပြန်ပြမယ်ခင်ဗျားတို့ကျွန်တော် okay ဒါ original မြင်ရသေးလားဟုတ်တယ်ဟုတ်အဲ့ဒါဒီဒါ Honor Magic 8 Pro ကသူ့ရဲ့ကင်မရာဒီအဲ့ဒါဆွဲလို့ရပါတယ်ဟိုမှာမဖုန်းရမှာ